We are first time traveler in Sierra. Hi, welcome from Cambodia. 2024 ခုနှစ်မှာကျမအနေနဲ့အရန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့တာရှိပါတယ်။အဲ့ဒါကတော့ကမ္ဘောဒီးယားနိုင်ငံစီယာရီမြို့မှာရှိတဲ့ကမ္ဘာယူနက်စကိုစီးရင်ဝင်အန်ကောဝတ်တမ်ပယ်တွေကိုတွားရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်။ဒီချိန်မှာတော့နှစ်နိုင်ငံကြားတင်းမာမှုတွေကြောင့်ဘော်ဒါဖြတ်ပြီးတော့ခီးသွားမဲ့ကိစ္စတွေကအရန်ကိုစဉ်းစားကြရဖြစ်နေပါပြီ။ဟိုကတော့ကမ္ဘောဒီးယားနိုင်ငံစီယာရီမြို့ကိုတိုရစ်ဇမ်အတွက်အများဆုံးအဝင်ထွက်ပြုလုပ်တဲ့ဘော်ဒါဖြစ်တဲ့အရန်ယာဖရာတက်လို့ခေါ်တဲ့ထိုင်းဘက်ကနေပြီးတော့ပွိုင်ပတ်လို့ခေါ်တဲ့ကမ္ဘောဒီးယားနိုင်ငံဘက်ကိုဘော်ဒါဖြတ်တန်းပြီးတော့မှတွားရောက်နေပတ်မှာဖြစ်ပါရှင်အားလုံးပဲကျမတို့ရဲ့ blog လေးကိုလိုက်ပြီးတော့ကြည့်ရှုပေးပါအောင်ကတော့ကျမတို့ Star Plaza ရှေ့မှာဟိုဘက်ကိုသွားဖို့ကားကားနေဖြစ်ပါတယ်မင်းသားနဲ့ပါအင်တမီလည်းပါပါတယ်ရွတ်နေပါအေးမူးရွာလာရနေပူပြီးတော့မိုးရွာနေပါတယ်ဟိုကဒီဘက်ကကမ္ဘောဒီးယားဘက်ကိုဘော်ဒါဖြတ်ဖို့အတွက်စောင့်နေဖြစ်ပါတယ်ဘဘကိုသွားဖို့ကိုကားစစ်တာပေါ့နော်ဈေးစစ်တဲ့ခါကျတော့ဟိုကနောက်ဆုံး$50 $50နဲ့ရပါတယ်သွားမှဖြစ်ပါတယ်ဈေးစစ်နိုင်မှတော်ရုံကြမယ်နော်ဟုတ်ဘူးဆိုလို့ရှိရင်သူတို့ကအရန်ဈေးတင်တယ်ဒီလားဟုတ်ပထမတစ်ယောက်ဆိုလို့ရှိရင်$4500ဘတ်လို့ပြောတာအဲ့ကို CRT ကိုလေဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဟိုကဒေါ်လာလဲဆိုလို့ရမ်းရတယ်လीနော်အဲ့မျိုးဆိုတော့ကျွန်တော်တို့$50ဘတ်ချက်ပဲစဉ်းစားထားတော့ခုနောက်ဆုံးတော့$50နဲ့ရသွားတယ်အဲ့တော့ဟိုကဒီဘက်ကနေပြီးတော့ပေါ်လာအောင်ဖြစ်မှာဖြစ်ပါတယ်အဲ့ဒီခုဆိုလို့ရှိရင်တော့ Thailand ဘက်က border area မှာရှိတဲ့ immigration ဘက်မှာကျမတို့တွေ re-entry ကိုတွားရောက်ပြီးတော့မှ re-entry တုံးထူမှာဖြစ်ပါတယ်အဲ့ဒါထုတ်ပြီးသွားလို့ရှိရင်တော့ကျမတို့ Thailand Cambodia Friendship Bridge ကိုဖြတ်ပြီးတော့ Thailand ဘက်က immigration ကိုဆက်လက်ပြီးတော့ဝင်ရောက်ပြီးတော့တုံးထူရမှာဖြစ်ပါတယ်ရှင် border ဖြတ်ဒီတိုင်းဖြစ်ပါတယ်ဆိုရင်တော့ကမ္ဘောဒီးယားကိုဝင်လာပါပြီ။ရလို့ရှိရင်တော့ကမ္ဘောဒီးယားနဲ့ Thailand နဲ့ Friendship Bridge ကိုဖြတ်ပြီးတော့ကမ္ဘောဒီးယားဘက်ကိုရောက်ပြီးဖြစ်ပါတယ်။ခုဆိုလို့ရှိရင်တော့ကမ္ဘောဒီးယားနိုင်ငံနယ်စပ်မြို့ပွိုင်ပတ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။နယ်စပ်မြို့တွေရဲ့ထုံးစံအတိုင်းပဲလူတွေလည်းအရင်ရှုပ်ပါတယ်ပြီးတော့ကြီးအကျယ်ကာစီနိုတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်ဒါကတော့နယ်စပ်မြို့လေးရဲ့အနေအထားလေးပါလူအရန်ကိုများပါတယ်အရန် crowded ဖြစ်ပြီးတော့နယ်စပ်ဖြတ်ကူးရေးကုန်သွယ်မှုတွေအများဆုံးလုပ်ကြရတွေ့ပါတယ်2 နာရီခွဲလောက်ကားစီးပြီးတဲ့အခါမှာတော့စီယရီမြို့ကိုရောက်ရှိလာပါပြီဒါကတော့စီယရီမြို့ရဲ့အနေအထားမြင်ကွင်းလေးဖြစ်ပါတယ်စီယရီမြို့ကိုရောက်ပြီးတော့ကျမတို့တွေbooking လုပ်ထားတဲ့ hotel မှာသွားပြီးတော့နားပြီးတော့ညနေပဲကြတော့ကျမတို့တွေတစ်ခေါက်ပြန်ထွက်ပါရဲ့ရှင်ညနေပိုင်းကြလို့ရှိရင်တော့ buffet စားလို့ရတယ်ပြီးတော့ကာချာရှိုးလည်းကြည့်လို့ရတဲ့နေရာကိုသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျမတို့ hotel နားကတုတ်လေးပေါ့နော်အဲ့ဒါကိုငါပြီးသွားပါတယ်$10ပေးရပါတယ်ရှင်ဒါကတော့ကမ္ဘောဒီးယားတုတ်ပေါ့နော်ဒါကတော့ကျမတို့တွေညစာ buffet နဲ့ကာရှာရှိုးကြည့်ဖို့အတွက်ငှားထားတဲ့ hotel လေးပေါ့နော် Amazon Angkor လို့ခေါ်ပါတယ်ဒီလိုမျိုး tourism တွေက Amazon Angkor မှာမဟုတ် package တွေအများကြီးရှိပါတယ် buffet အစုံနေစားလို့ရတဲ့ဟာမှာ$15လောက်ပဲပေးရတယ်ဆိုတော့ဘတ်နဲ့ဆိုရင်450ဘတ်လောက်ပဲဆိုတော့အရင်တန်ပါတယ်ရှင်အဲ့မှာ Cambodia National Dish ပါရှိလဲဆိုပြီးတော့ရှာကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ National Dish က9နဲ့လုပ်တယ်လို့သိရပါတယ်အဲ့ဒါလေးကိုစားမှာပါဒီဟာလေးပါခရီးသွားရင်တတိထားမိတဲ့လောက်လေထိုင်းတို့လာအိုတို့ Cambodia တို့ကလေအိန္ဒိယနိုင်ငံတွေလည်းဖြစ်တယ်ဆိုတော့သူတို့ရဲ့ buffet ကလည်းလေအများကြီးတော့တိတ်မထူးမခြားနာပါပဲတင်မော်တီထောင်းတို့ပြီးရင်နောက်ခုကထိုင်းမှာရတဲ့အစားအစာတချို့သောဟာတွေပြီးအသားကင်ရတာတွေအကုန်လုံးတော်တော်များများကတော့buffet တည်ကင်းထားတဲ့ဟာတွေကအပုံစံတွေကအတူတူပါပဲပြီးတော့ဒီမှာကဒီက buffet မှာနည်းနည်းထူးခြားတာကပါလဲဆိုတော့ European food လေးလည်းပါပါရှင်ခရီးသွားတော်တော်များများကတော့ဒီ buffet ကိုလာရောက်ပြီးတော့ enjoy လုပ်ကြတာတွေ့ရပါတယ်ဒါပေမဲ့ဘီယာကတော့ buffet list ထဲမှာမပါပါဘူးရှင်9 နာရီလောက်မှာတော့သူတို့ရဲ့ကာချာရှိုးကစတင်ပါတယ်ရှင်
breakfast ကို hotel မှာပဲစားခဲ့ပါတယ် hotel breakfast က$4ပေးရပါတယ်ရှင်ကမ္ဘောဒီးယားမှာတော်တော်များများကဒေါ်လာနဲ့ပဲရှင်းနေရပါတယ်အဲ့တော့အရင်ကြီးတော့မပျော်နေတော့ဘူးပေါ့နော်အခုကတော့ဒီ Angkor area temple တွေကိုတွားရောက်ပြီးတော့မလည်ပတ်ခင်မှာဒီမှာသူတို့ ticket ရောင်းတဲ့ counter ရင်းစီကိုအရင်ဆုံးလာရောက်ပြီးတော့ ticket ဝင်ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် foreigner တွေအတွက်လိုက်နိုင်ရမယ်ကိုယ့် contact တွေ visitor တွေလိုက်နိုင်ရမယ်ကျင့်ဝတ်တွေအကုန်လုံးလည်းတည်ကြကြ display ပြထားတာတွေ့ရပါတယ်ကျမတို့ကတော့တရက်တာလုံးလည်းပဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တရက်တာတို့$39တန်ဝယ်ခဲ့ပါတယ်အခုဆိုလို့ရှိရင်တော့ကျမတို့ Angkor တိုးလေးစတင်ပါပြီအဲ့နဲ့တူတူ Angkor temple တွေကိုတွားရောက်လည်ပတ်ဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်ရှင်ကုန်သေးကတ်သေးဆိုရဲတမ်ပယ်ကိုတောင်းမှာဖြစ်ပါတယ်ဒီမှာတော့ကမ္ဘောဒီးယား local music တွေဒီမြောက်နေရမှာဖြစ်ပါတယ်ဒါတော့ local ဦးလေးတွေပေါ့နော်အကျွေးခုမေးထည့်လို့ရပါတယ်ကမ္ဘောဒီးယားလည်းထည့်လို့ရတော့လည်းထည့်လို့ရပါတော့နောက်တို့ရှင်းပြထားတာလေးရှိတယ်ဒီတစ်ပင်နာအကြောင်းလေးမင်းသမီးအင်ဂျလီနာဂျိုလီယာတဲ့ဇက်ကားတကားထဲမှာရိုက်ခဲ့တဲ့နေရာဆိုပြီးတော့ဒီနေရာမှာဓာတ်ပုံရိုက်တဲ့သူအရန်ကိုများပါတယ်ထုံးစံအတိုင်း tourist attraction နေရာဆိုတန်းစီပြီးတော့ရိုက်ကြပါတယ်ရှင်ကျမတို့ကလေ August လလောက်မှာကမ္ဘောဒီးယားကိုသွားလည်ခဲ့တာဖြစ်ပါတယ်အဲ့ဒီချိန်ကမိုးလည်းသိပ်မကုန်သေးဘူးပေါ့နော်ဒါပေမဲ့လည်းနေအရန်ပူပါတယ်ဒါကြောင့်မလို့ Angkor Wat ကိုသွားလည်မိသူတွေဆိုလို့ရှိရင်တော့အကြံပေးချင်တာပုတ်ပုတ်ပပအဝတ်စားလေးဝတ်ပါလမ်းလေးအရင်လျှောက်ရပါတယ်နေကားတဲ့ပစ္စည်းများများယူသွားပါလို့အကြံပြုချင်ပါတယ်ရှင်Hello ညဘယ်ရောက်နေရလဲ Hi Angkor Wat တွေပဲဒီဘက်တန်ပဲရောက်နေအမပင်မလားအရင်မနေ့ပိုင်းတန်ပဲနှစ်ခုလောက်လဲပြီးရဲ့ခါမှာကျမတို့အဖွဲတော်တော်လေးကိုပြိုင်းသွားပါတယ်လမ်းတွေလည်းအသက်ကုန်ရှောက်လိုက်ရရဲပေါ့နော်အခုကတော့ဒီဖျားပရဝုံထဲမှာပဲရှိတယ်စားတော့ဆိုင်လေးတစ်ခုမှာနေ့လေတာတော့စားမှာဖြစ်ပါတယ်ကားဆရာကြီးလိုက်ပို့ရပဲပေါ့နော်ကမ္ဘောဒီးယားမှာဘာစားတောက်တွေနာမည်ကြီးလဲဆိုပြီးတော့ Google ရရှာပြီးတော့မှာခဲ့ရပေါ့နော်နည်းနည်းတော့ price ဖြစ်ပါတယ်တယောက်ကို$10လောက်ကျပါတယ်ပြီးတော့ဒီမှာအုံးသီးနဲ့ငါးနဲ့ချက်တဲ့ဟာသူတို့စီမှာတော်တော်လေးစားကောင်းပါတယ်ရှင်နေ့လည်သားစားပြီးရဲ့အခါမှာခဏတစ်ပြုတ်နာပြီးတော့ကျမတို့တွေဒီကြက်ရှိတဲ့ဖျားတံမယ်တွေကိုတွားပြီးလက်ပတ်တယ်ပေါ့နော်ဒီခုမြင်တွေ့နေရတာတော့ဘေယွန်တံမယ်လို့ခေါ်တဲ့ဟာပေါ့သူကလည်းအရင်ကနာမည်ကြီးပါတယ်ဒီဖျားမျက်နှာတွေနဲ့ပေါ့နော်ပရောင်တစ်ခုလုံးမှာတိစောက်ထားတာပေါ့နော်ပေယွန်တမ်ပယ်ပေါ့နော်သူကဒါ Angkor Wat ရဲ့ဗုဒ္ဓဘာသာတမ်ပယ်ဘုရားကျောင်းတမ်ပယ်ပေါ့နော်ဘုရားအစီအရေးမြမဲအမကြီးတယောက်ဖြတ်သွားတယ်ပေါ့နော်ဘူးလည်းမသိညနေပိုင်းမှာလည်းဆက်လက်ပြီးတော့ပါနော်ကြံရှိနေတဲ့ plan ထဲမှာရှိတဲ့ဖျားเจ้าနေကုန်လို့လိုက်ပြောလဲခဲ့ပါတယ်နောက်တစ်ခါဘယ်တော့ရောက်မလဲဆိုတာမသိကြဘူးပေါ့နော်အဲ့လိုမျိုးအဖွဲ့ရဆုံးဖြတ်ပြီးတော့တက်ညီနဲ့ညီနဲ့လဲပက်ကြရပေါ့နော်ဒီဟာလည်းဒီ Angkor 3ထဲမှာရှိတဲ့အရန်ကိုအေးချမ်းတဲ့ temple လေးတစ်ခုရဲ့ brown လေးပေါ့နော်ဒီမှာလည်းတော်တော်များများအေးချမ်းချမ်းလေးနဲ့လာပြီးအနားယူနေတဲ့သူတွေလည်းတွေ့ရပါတယ်ဘလောက်ပဲနေဘူးပေါ့နော်ဘလောက်ပဲကြီးကြီး tourist တွေကတော့အမြင်နဲ့လာနေတာမပြတ်ဘူးပေါ့နော်အဲ့လိုမျိုးလည်းသိရပါတယ်ရှင်ညနေပိုင်းမှာတော့ဒီတန်ပဲတန်နဲ့နာမည်ကြီးတန်ပဲ3ခုလောက်ကိုလည်းပတ်ခဲ့ပါတယ်အဲ့ဒါပြီးတော့ကျမတို့တွေဟိုတယ်မှာပြန်ထားမှဖြစ်တယ်ပေါ့နော်ဒီများရလမ်းပေါ်သွားပါတယ်ကျမတို့လမ်းအောက်ကသွားပါတယ်ညဘက်မှာတော့ Siem Reap မှာရှိတဲ့နာမည်ကြီး night market တစ်ခုဖြစ်တဲ့ပေါ့နော် River night market ကိုသွားပြီးတော့လဲခဲ့ပါတယ်ငါ6တွေအရန်ပေါ်ပါတယ်အဲ့ဒါပြီးရဲ့အခါမှာတော့လူငယ်လေးတွေ trip ဆွဲခါကြတော့ကျမတို့တွေ Cambodia Siem Reap မှာရှိတဲ့ Angkor Pass ရဲ့ night life ကိုတွားရောက်ပြီး enjoy လုပ်မှာဖြစ်ပါတယ်အားလုံးလည်းလိုက်ခဲ့ပါဦး
နောက်ရက်မှာတော့အလားလုံးအတိုင်းပဲထိုင်းကိုပြန်ခဲ့ပါရဲ့ရှင်အစောတိလိုက်ကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဘလော့ရေမှာပြန်တွေ့ပါမယ်ရှင် bye